ဒီတက်ဆင်းကိုအသုံးပြုကြတဲ့မိတ်ဆွေတိုင်းအတွက်အကျိုးရှိတဲ့အကြောင်းအရာလေးတစ်ခုကိုဒီနေ့ပြန်လည်မျှအောင်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီတက်ဆင်းကိုအသုံးပြုပြီးမြန်မာနိုင်ငံကို3.3.4.3.3ဖြစ်5မိနစ်ဖုန်းခေါ်ဆိုလိုက်မယ်ဆိုရင်ကျွန်တော်တို့နောက်ထပ်အပိုထပ်ဆောင်5မိနစ်ရရှိမှာဖြစ်ပါတယ်ပေါ့နော်။ကျွန်တော်တို့ဖုန်းမခေါ်ဆိုခင်အစီအစဉ်လေးကိုကျွန်တော်တို့အရင်ဆုံးစင်းသွင်းဖို့လိုရပေါ့နော်။အစီအစဉ်လေးကိုဘယ်လိုစင်းသွင်းရမလဲဆိုရင်ကျွန်တော်အခုပြထားတဲ့နံပါတ်လေးတိုင်းကျွန်တော်တို့သွားပြီးအစီအစဉ်လေးကိုစရင်သွင်းဖို့လိုပါတယ်ပေါ့နော်စရင်သွင်းပြီးသွားပြီဆိုရင်တော့ကျွန်တော်အခုနကပြောသလို3.3.4.3.3ဖြစ်မြန်မာနိုင်ငံကို5မိနစ်ဖုန်းခေါ်ဆိုလိုက်တာနဲ့ကျွန်တော်တို့နောက်ထပ်5မိနစ်အပိုထပ်ဆောင် free ရရှိမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အခုပဲမြန်မာနိုင်ငံကို5မိနစ် free ခေါ်လိုက်ပါပေါ့နော်ဒါဆိုရင်ဒီတက်ဆင်းကိုအသုံးပြုနေကြတဲ့မိတ်ဆွေတွေကကျွန်တော်ရဲ့ video လေးကအသုံးဝင်ပြီးအကျိုးရှိမယ်လို့ယုံကြည်ပါတယ်နောက်ထပ်တည်သေးတဲ့တငယ်ချင်းတွေသိရအောင်ကျွန်တော်ရဲ့ video လေးကို like and share ပြုလုပ်သွားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်